ဒီမှာတွေ့လား Telegram sticker လေးတွေကိုယ့်ရဲ့မျက်နှာနဲ့ပဲ own sticker လေးတွေဖန်တီးထားတာဒါကလောက်ရတာအရန်ကိုလွယ်တယ်ကိုယ့်ရဲ့ဖုန်းလေးနဲ့ပဲ AI ကိုအသုံးပြုပြီးတော့လွယ်လွယ်ကိုလုပ်လို့ရတယ်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်အရင်ဆုံးကျွန်တော်တို့ ChatGPT ကိုဖွင့်လိုက် ChatGPT ကတော့လူတိုင်းရဲ့ဖုန်းထဲမှာအခုတော့ဆိုရှိနေတော့ပြီကိုအသုံးပြုမယ်ကိုယ့်ရဲ့ပုံကိုဒီမှာကျွန်တော်ဝိုင်းပြထားတဲ့ဓာတ်ပုံလေးကိုနှိပ်ပြီးတော့ photo သွားမယ်အဲ့ဒီမှာကိုယ့်ရဲ့ gallery တွေကကိုအသုံးပြုခြင်းတဲ့ဓာတ်ပုံကိုရွေးလိုက်မယ်ပြီးရင်တော့ add ကိုနှိပ်မယ်ဒီအောက်မှာ prompt ရေးရတယ်ဗောနော်အဲ့ရေးရမယ့် prompt ကိုကျွန်တော်ဒီ video ရဲ့ description ထဲမှာကျွန်တော်ထည့်ထားပေးမယ်ဒီတိုင်းလိုက်ရေးလိုက်ရတယ်မရေးချင်ပဲနဲ့ကိုလိုက်ပြောင်းလိုက်ရတယ်ဗောနော်ကျွန်တော်ဒီမှာရေးထားတာ hello okay let's go smile good morning love you အဲ့ရှောက်ရေးထားရဗောနော်ကိုကအဲ့နေရာလေးမှာအစားထိုးပြီးတော့ပြင်သွားလို့ရတယ်မှာ good morning မလုပ်ချင်ဘူးဆိုတော့ good night ဗောနော်မှာ love you ဘာညာတတကမှာရှောက်ပြင်လို့ရတယ် hello နေရာမှာ how are you ဘာညာပါဗျအဲ့ရှောက်ပြင်ပြီးကျွန်တော်ဒီပုံမှာရေးထားတဲ့အတိုင်းလိုက်မရေးပဲနဲ့ကိုကြိုက်တဲ့ style ကိုကြိုက်တဲ့ style design color အနေထားကိုလည်းဒီမှာလိုက်ပြင်လို့ရတယ်ဗောနော် okay ဒီတိုင်းပဲထည့်မယ်ဆိုတဲ့ file ပါလေရေးပြီးဆိုရင်ကျွန်တော်မြားလေးနေလိုက်ဒီနေရာမှာခဏလေးတော့ဒီခံပြီးတော့စောင့်ရတယ်ဗောနော်ဘယ်လောက်စောင့်ရလဲဆိုတော့10မိနစ်2မိနစ်လောက်စောင့်ရတယ်ကိုကဒီလိုစောင့်နေရကိုဖုန်းမဖွင့်ထားခြင်းဘူးဆိုတော့ဒီမှာ enable notification ရှိတယ်ဒါလေးကိုကျွန်တော်တို့ enable လုပ်ထားလိုက်အဲ့ဒါဆိုရင် သူချက်ပြုတ်လို့လှုပ်ပြီးသွားပြီဆိုရင်ကျွန်တော် notification မှာလာပြီးတက်ပေးတယ်ဗောနော်အဲ့ဒါလည်းခဏစောင့်လိုက်ပါဒီမှာရသွားပြီချစ်စရာလေးအဲ့ဒီကပုံလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဒီအောက်မှာကျွန်တော် save ဆိုတာလေးရှိတယ်ဗောနော်အချက် save လိုက်ဒါဆိုရင်ကျွန်တော်ရဲ့ gallery တွေကိုသူပုံလေးရောက်သွားပြီဗောနော်ကျွန်တော်က sticker နဲ့သုံးမှာဖြစ်တဲ့အတွက်အဲ့ပုံလေးတွေကိုကျွန်တော်ကတပုံချင်းစီသွားပြီးတော့ဖြတ်ကမယ်ဗောနော် okay ဒီပုံလေးကိုကျွန်တော် edit နှိပ်လိုက်မယ်ကျွန်တော် crop တွေပါရှိမယ်ဗောနော်ကိုယ့်ရဲ့ဖုန်းထဲမှာအဲ့ဒါလေးကိုကျွန်တော်တို့တပုံချင်းစီကျွန်တော်တို့ဒီမှာဖြတ်လိုက်ပါဒီပုံလေးရင်ဖြတ်မယ်ဘေးကအသားလေးမပါစေနဲ့ဗောနော်နည်းနည်းပါးပါးပါလာတော့ဘာမှဖြစ်ပါဘူး okay မှာတပုံဆေးလိုက်မယ်နောက်တစ်ပုံကိုလည်းအဲ့တိုင်းပဲကျွန်တော်တို့ဖြတ်မယ် left view ဆိုတဲ့ဟာလေးဖြတ်လိုက်ကျွန်တော်တော့အများကြီးမဖြတ်ပြတော့ဘူးဗောနော်ကိုကြာရင်တော့ရှိတဲ့ပုံအကုန်ဖြတ်လိုက်ပေါ့ကျွန်တော်3ပုံလောက်ဖြတ်ပြလိုက်မယ်ပြီးတော့ဒီမှာ okay လေးကျွန်တော်ဖြတ်လိုက်မယ်အဲ့လိုမျိုးကိုထုတ်ထားတဲ့ပုံတွေကိုဖြတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ Telegram နဲ့သွားမယ် Telegram မှာကျွန်တော်အစအနေပြပြလိုက်မယ်နော်ချုပ်9မိနစ်မှာဆိုလို့ဒီမှာကျွန်တော် sticker ပုံစံလေးရှိရပါတော့ message ဘေးနားမှာ sticker ပုံစံလေးကိုနှိပ်လိုက်မယ်ဒီလိုမျိုးကျွန်တော် emoji လိုယူပေါ်နေရဆိုရင်ဒီညာဘက်က sticker ဘက်ကိုရွေးလိုက်ပါအဲ့အောက်လေးနားမှာကျွန်တော်အပေါင်းပုံစံလေးရှိတယ်ဗောနော် sticker ထည့်လို့ရတဲ့နေရာလေးအဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာကိုယ့်ရဲ့ gallery လေးရောက်သွားပြီဗောနော်အဲ့ဒီကကိုခုနကဖြတ်ထားတဲ့ပုံလေးကိုကျွန်တော်နှိပ်လိုက်မယ်နေရာလေးကြောက်တော့ချိန်ပေးလိုက်ဗောနော်ပြီးဒီရောက်က cut out an object ကိုကျွန်တော်ချက်နှိပ်လိုက်ရုံပါပဲပြီးရင်ကျွန်တော်တို့ပုံလေးကိုချက်ထောက်လိုက်မယ်ဒါဆိုရင်နောက်က background မရှိတော့ဘူးเนาะပြီးရင်ကျွန်တော်ကတေးချာတေးလိုချင်တယ်ဆိုရင် erase ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာလိုက်ဖြတ်လို့ရသေးတယ်ဗောနော်ဒီတက်လေးကိုမလိုချင်တဲ့အသားကြီးကျွန်တော်ပြန်ဖြတ်လို့ရတယ်အဲ့လိုပုံစံလေးကျွန်တော်လုပ်လို့ရတယ်ပြီးရင်တော့ကျွန်တော်တို့မှာ save နှိပ်မယ်ကျွန်တော်တို့ကဒီနောက်ကအဖြူလေးနဲ့ outline လိုချင်တယ်ဆိုရင် add outline နှိပ်လိုက်ဒါလေးကပို့ပြီးတော့ sticker ပီတာတယ်ဗောနော်အဲ့လို add outline နှိပ်လိုက်ပြီးကျွန်တော်တို့အမှန်ချင်းနဲ့နှိပ်မယ်ကျွန်တော်တန်းပို့ချင်တယ်ဆိုတော့ set sticker နဲ့နှိပ်လိုက်ပါတော့မဟုတ်ကျွန်တော်တို့ကအမြဲတမ်းသုံးမှာဖြစ်တဲ့အတွက် sticker set ကလေးတစ်ခုအနေနဲ့ထားမယ်ဗောနော်အဲ့အတွက် add to set အဲ့အတွက် add to sticker set ကိုနှိပ်လိုက်မယ်အောက်ကအပေါင်းလေးက new sticker set ကိုနှိပ်မယ်အဲ့ဒီမှာကိုပေးချင်တဲ့နာမည်ပေးပါတော့ကျွန်တော် own sticker ပါနော်ပြီးရင်ကျွန်တော် create နှိပ်လိုက်မယ် okay ဒါကျွန်တော်တပုံရပါပြီနောက်တစ်ခုကျွန်တော်ထည့်ဖို့အတွက်အပေါင်းကိုနှိပ်မယ်အပေါ်က create new sticker နှိပ်မယ်ကျွန်တော်ဖြတ်ထားတဲ့ပုံလေးကိုရွေးမယ်နေရာနေထားချမယ်ပြီးရင်ကျွန်တော် cut out an object ကိုနှိပ်မယ်ခဏဆောင်ပြီးကျွန်တော်ပုံလေးကိုချက်ထောက်လိုက်ပါပြီးကျွန်တော် add outline ကိုထည့်လိုက်မယ်ဒီမှာတော့ quality တက်ပြန်လုပ်လိုက်ပါတော့ဒီနေရာမှာ erase နဲ့ဖြတ်စရာလေးနည်းနည်းပါလိုက်ဖြတ်ပါတော့မသိမတည်တဲ့ဟာလေးလိုက်ဖြတ်ပေါ့ပြီး outline ထည့်မယ် okay ပြီးရင်ကျွန်တော်တို့အမှန်ချင်းနှိပ်မယ် add to sticker ဆက်သွားမယ်အဲ့တော့ကျွန်တော်နှစ်ပုံရပါပြီဗောနော်နောက်တစ်ပုံကျွန်တော်ထည့်မယ်အပေါင်းနှိပ်မယ် create new sticker မှာကျွန်တော် hello လေးကိုသွားလိုက်မယ်ဗောနော်ပြီးရင်ကျွန်တော် cut out an object
ခဏဆောင်ပြီးကျွန်တော်ပုံလေးချက်ထောက်လိုက်မယ်ကျွန်တော်တော့ outline လေးကြက်တာဖြစ်တဲ့အတွက် add outline ထည့်မယ်အမှန်ချင်းနှိပ်မယ် add to sticker set okay ဒါဆိုကျွန်တော်ကိုယ်ပိုင် sticker လေးရပါပြီကျွန်တော်ပို့ကြည့်မယ်နှိပ်လိုက်တစ်ချက် send to sticker ဒီအောက်မှာ on sticker ဆိုပြီးတော့ကျွန်တော်ပေါ်နေမယ်နော်ကျွန်တော်ဒီမှာ3ခုကျွန်တော်လုပ်ထားတာဆိုတော့ okay ဒါပါပဲလုပ်ကြည့်လိုက်ပါအရင်ကလွယ်ကူပါတယ်